ကျမက Phoenix နဲ့ရွှေဟင်းသာတစ်ကောင်ဖြစ်ပေမဲ့နှစ်ပေါင်း3ညတိုင်ပြိုကြီးဘဝနဲ့တကိုယ်လေးချက်တန်းလာခဲ့ရသူပါ။နေ့တစ်နေ့မှာတော့ကျမမြစ်ထဲမှာရေချိုးနေတော့ရုတ်တရက်ဆိုသလိုကောင်းကင်ရံကနေမီးလုံးကြီးတစ်လုံးကျလာပြီးကျမရဲ့ဘေးနားလေးတင်ဝန်းကနေကြားရောက်လာခဲ့တယ်။အရှိန်ဟုန်ကပြင်းလွန်းလာတာမို့မြစ်တစ်ခုလုံးကရေတွေချက်ချင်းပဲထမ်းချောက်သွားခဲ့ရတယ်။ကျမလည်းအဝတ်စားတစ်ချိန်မှမပါပဲအဝတ်ပလာနဲ့ကြောင်သွားမိတယ်သတိပြန်ဝင်လာတဲ့အချိန်ကျမှအဲ့ဒီမီးလုံးကြီးကတကယ်တော့ကတ္တရာဆေးလိုမင်းနဲ့နေတဲ့ငကားဦးတစ်လုံးဖြစ်နေမှန်းသိလိုက်ရတယ်။အဲ့ဒီအခါပူနွေးစီပူပြန်နေတဲ့ဦးတစ်လုံးရဲ့ဝေးကြိုင်ထားတဲ့အနံ့ကနှာခေါင်းထဲတိုးဝင်လာပြီးကျမချက်ချင်းပဲသဘောကျပြီးပြုံးမိသွားတော့တယ်။အဝတ်အစားပြန်ဝတ်ဖို့တောင်မတွေးအားပဲကိုကိုကောက်ချီပြီးအိမ်ကိုအမြန်ဆုံးပြေးပြန်ခဲ့မိတယ်။အိမ်ရောက်တော့အဲ့ဒီငကားဦးမဲကြီးကိုတေးသေးချာချာတန်းရှင်းရေးလုပ်ပေးလိုက်တဲ့အခါကိုခုံပေါ်ကနေရွှေရောင်အလင်းတန်းချွတ်ချော်လေးတစ်ခုဖြာထွက်လာတာကိုမြင်လိုက်ရတယ်။ကျမတို့ဖိနေမျိုးနယ်စုမှာတော့ကိုဘာသာကိုဥဖောက်ပြီးအကောင်ပေါက်အောင်လုပ်ယူရတဲ့သူကိုခင်မွန်းလို့သတ်မှတ်ကြတာပါ။ဒါကြောင့်ဒီဦးလေးကိုပဲကျမရဲ့ခင်မွန်းအောင်ဖြစ်ထားရှိဖို့ထိုနေရာတင်ပဲဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ပြီးတော့သူ့ကိုအချစ်စနိုးနဲ့အိုင်ရွှမ်း X ဝင်နေကျွမ်းလို့နာမည်ပေးလိုက်တယ်အိုင်ရွှမ်းမင်းကအခုကစပြီးငါရဲ့စိတ်ဆက်ထားတဲ့ခင်မွန်းလောင်းလေးပေါ့။ဘာမှမစိုးရိမ်နဲ့နော်မင်းကိုငါအကောင်းဆုံးပြုစုစောင့်ရှောက်သွားမှာပါ။လူတော်တော်များများကိုလိုက်လံမြင်းမြန်းအကြံဉာဏ်တောင်းပြီးကိုလက်နဲ့ကိုတေးသေးချာချာလုပ်ထားတဲ့အတိုက်လေးတွေကိုသူ့ကိုမြင်သာစွာထည့်ပြီးပတင်ကောင်းရင်းမှာအသာလေးချထားပေးလိုက်တယ်။ဒါဟာလောကကြီးမှာအီးဆက်အနှွေးထွေးဆုံးအတိုက်လေးပေါ့။အခုကစပြီးလိမ္မာရမယ်နော်ပြင်းရည်ပြီးအိတ်နေလို့မရတော့ဘူး။မင်းကိုနေတိုင်းရတာရှိတဲ့အစားအစာတွေကျွေးမှာမင်းအမြန်ဆုံးကြီးပြင်းလာရမယ်နော်။ကျမပတင်ကောင်းရင်းကိုရှေ့တိုးမိလိုက်ပြီးကိုခုံပေါ်ကိုလက်နှစ်ဖက်စလုံးတင်ထားလိုက်မိတယ်။ဒီလိုလုပ်ရင်ကျမရဲ့ခံစားချက်တွေကိုသူပိုပြီးအလွယ်တကူသိရှိနိုင်လိမ့်မယ်လို့မျှော်လင့်မိလို့ပါ။ကျမလက်အောက်ကငကားဦးလေးဟာအနှဲငယ်တုံခါသွားသလိုခံစားလိုက်ရတယ်။ကျမလည်းအံ့ဩဝမ်းသာစွာနဲ့ကြည့်မိသွားခဲ့တယ်။ဒါကသူသဘောတူတယ်လို့အဖြေပေးလိုက်တာလား။အဲ့ဒီအချိန်တုန်းကကီလီမန်ဂျာရိုတောင်တန်းကြီးဟာရာသီမရွေးနှွေးထွေးလို့နေခဲ့တယ်။သတင်းပေါက်ပြင်ဘက်ကရှက်နွယ်နေတဲ့လက်ပံပင် parasol tree ရွက်တွေကြားထဲကနေနေအောင်ကြီးဟာထာကျနေပြီးတန်းမြင့်ပေါ်မှာကျက်ပွင့်လေးတွေအလားအလင်းဆက်လေးတွေလွင့်ပြန့်နေခဲ့တယ်။ကျမအရန်စိတ်လှုပ်ရှားသွားပြီးမမက်ထထိုင်ကဖြက်ကနေဆိုသလိုပဲကျမရဲ့အတောင်ငံကြီးတွေကိုကြဲကြဲထန့်ပြီးအိုင်ရွှမ်းနဲ့ကျမနှစ်ယောက်စလုံးကိုအတောင်ငံရိပ်အောက်မှာငေါ့အုပ်ပတ်လိုက်တယ်။ပြင်ပအလင်းရောင်တွေအားလုံးကွယ်တက်သွားတဲ့အခါအိုင်ရွှမ်းရဲ့ဥခုံပေါ်ကမိန်တက်ပြအလင်းရောင်လေးဟာချက်ချင်းပဲထင်ထင်ရှားရှားပေါ်ထွက်လာခဲ့တယ်။သူတကယ်ပဲကျမကိုတုံ့ပြန်နေတာပဲ။ကျမတို့ကိုရင်ခွင်ထဲကွေ့ချီပြီးဥခုံလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့နမ်းလိုက်မိတယ်။အဲ့ဒီအခါဥခုံလေးဟာရုတ်တရက်အလင်းတွေထိန်လင်းသွားပြီးတစ်ချက်လောက်လက်ခနဲ့လင်းသွားပြီးနောက်ပြန်ငင်ကျသွားခဲ့တယ်။အိုင်ရွှမ်းဘာဖြစ်လို့လဲ။အဲ့ဒီလိုရုတ်တရက်ကြီးလက်ခနဲ့လင်းသွားတာဘာအိပ်ပဲလဲဟင်။အိုင်ရွှမ်းမင်းလည်းအရန်ပျော်နေလို့လား။အိုင်ရွှမ်းငါပေးတဲ့နာမည်ကိုမင်းသဘောကျရဲ့လား။အိုင်ရွှမ်းမင်းပြန်အိပ်ပျော်သွားပြန်ပြီလား။ကျမလက်ထဲမှာနောက်ထပ်တုံခါမှုလေးတစ်ခုကိုခံစားလိုက်ရပြီးမှထိတ်လန့်တုန်လှုပ်နေတဲ့ကျမရဲ့နှလုံးသားလေးငြိမ်သက်သွားခဲ့ရတယ်။ခုနကဖြစ်ပျက်သွားတာတွေကိုကျမပြန်တွေးကြည့်မိတယ်။အိုင်ရွှမ်းကအချက်သေးပြီးစိတ်လှုပ်ရှားလွယ်တဲ့သဘာဝရှိတာကိုကျမတို့ကခုမှစသိကြတာတည်းရှိသေးတာပဲ။သူ့အပေါ်မှာအကောင်းဆုံးပထမဆုံးအထင်ကြီးဆွဲလန်းမှုမျိုးပေးချင်တာမို့သူ့ကိုအများကြီးဆက်ပြီးမစနောက်ရဲတော့ဘူး။ဒါကြောင့်ဦးလေးကိုသူ့ရဲ့အတိုက်လေးထဲပြန်ထည့်ပေးလိုက်ပြီးအခန်းထဲကမထွက်ခင်သူ့ကိုနှုတ်ဆက်စကားပြောလိုက်တယ်။ငါအစာသွားစားအောင်မယ်နော်မြင်းသားကိုအဖော်ပြုပေးဖို့ချက်ချင်းပြန်လာခဲ့မယ်။သူကနားလေဆောင်ပြသတဲ့အနေနဲ့အသာရာလေးပညာရင်းရွက်ပြရှာတယ်။သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာတကယ်ကိုစစ်စရာကောင်းလွန်းလာပါတယ်။အတိတ်တုန်းကတော့ကျမရဲ့အကိုကြီးတွေအမကြီးတွေငကားဆိုင်ဝမ် Dragon Valley ကနေပြန်လာကြတာကိုကြည့်ပြီးသူတို့တွေဟာအရင်လိုလွတ်လွတ်လပ်လပ်မသွားလာနိုင်ကြတော့ပဲနေ့တိုင်းအိမ်မှာပဲအချိန်ကုန်ဆုံးပြီးငကားဦးတွေကိုဝေးရင်သူတို့ရဲ့ချစ်သူတသားတွေကိုပြုစုယူရနေကြတာကိုမြင်ခဲ့ရတယ်။ဒါဟာပြင်းစရာကောင်းပြီးငင်းငွေ့စရာကြီးလို့ထင်ခဲ့မိတာမို့ကျမဘယ်တော့မှနားမလည်နိုင်ခဲ့ဘူး။အခုတော့ကျမမှာကိုယ်တိုင်စစ်ဆက်ထားတဲ့ခင်မွန်းလောင်းလေးရှိလာပြီးမို့လူတိုင်းဘာကြောင့်အရွယ်ရောက်တဲ့အချိန်ကိုဒီလောက်တောင်မျှော်လင့်တောင်းတခဲ့ကြလဲဆိုတာကိုနောက်ဆုံးတော့နားလည်သွားခဲ့ပါပြီ။အပြင်ထွက်ဆော့ကစားရတာပျော်စရာကောင်းတာတော့အမှန်ပါပဲ။ဒါပေမဲ့ချစ်ရသူနဲ့အတူရှိနေရတဲ့အခါမှာတော့ဘာမှမလုပ်ပဲဒီတိုင်းအတူရှိနေုံနဲ့တင်ကျမရဲ့နှလုံးသားတစ်ခုလုံးပျော်ရွှင်မှုတွေနဲ့ပြည့်နေခဲ့ရတယ်။ပြီးတော့ဒီပျော်ရွှင်မှုဟာအရင်ကကျမသိခဲ့မှုတဲ့ပျော်ရွှင်မှုမျိုးနဲ့မတူဘူး။ဘယ်လိုမျိုးလဲဆိုတာကိုစကားလုံးတွေနဲ့အတိအကျဖော်ပြဖို့ခက်ခဲပေမဲ့လည်းကျမသိတာတစ်ခုကတော့အိုင်ရွှမ်းနဲ့အတူရှိနေရတာကိုပဲအများကြီးပိုနှစ်သက်တယ်ဆိုတာပါပဲ။ဒါဟာဖြစ်နိုင်တာကတော့ငကားနဲ့ပြီးနေဆိုတာတဘာဝအရာတင်ပဲတူးနဲ့တူးဆွဲဆောင်မှုရှိနေကြလို့ထင်ပါရဲ့။အိုင်ရွှမ်းနဲ့ကျမဟာတရားဝင်သမိုင်းမတင်ရသေးအချင်းလင်မယားမဖြစ်သေးပေမဲ့လည်းကျမတို့ရဲ့စိတ်နှလုံးချင်းကတော့ထပ်တူကြနေခဲ့ပါပြီ။ကျမစကားတွေကိုဘယ်လိုပဲကမောက်ကမပြောပြောပြောင်းပြန်ပဲပြောပြောသူကတော့ကျမဆိုလိုတာကိုအမြဲတမ်းချက်ချင်းနားလည်ပေးခဲ့တယ်။ပြီးတော့သူကကျမဘာတွေးနေလဲဆိုတာကိုတောင်သိနိုင်စွမ်းရှိပြီးကျမရွေးချယ်မဲ့အရာတိုင်းပဲအတူတူလိုက်လံရွေးချယ်ပေးတတ်တယ်။ဒါဟာဖူးစာဆုံးနေဆိုတာမျိုးလား။နောက်ပိုင်းမှာအိုင်ရွှမ်းရဲ့စိတ်ဝိညာဉ်စွမ်းအင်ကတိတိတတ်တာကိုပုံမအားကောင်းလာခဲ့တယ်။အခုဆိုရင်သူဟာထိုင်ဝမ်တွေကတခြားသောငကားဖြူဦးတွေလိုပဲမျက်စိကိုမကျိန်းဆက်စေတဲ့ညင်သာတဲ့အလင်းရောင်လေးတွေထားထွက်နေပြီးသူ့ဘာသာသူလည်းလှိမ့်နိုင်နေပြီဖြစ်လို့သူသွားခြင်းတဲ့နေရာကိုစိတ်ကြိုက်သွားလာလှုပ်ရှားနိုင်နေပြီအမေကကျမကိုငကားဦးကိုတကယ်တမ်းစတင်ပြီးဝတ်ပေးရမယ့်အချိန်ရောက်ပြီလို့ပြောလာတယ်ငကားမျိုးနယ်စုဝင်အများစုဟာတန်မဏိလိုမာတော်တဲ့အခြေကုန်တွေရှိပြီးရေတက်တဘာဝ water limit ကိုဆောင်ကြတာပါဒီလိုခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်သူတို့ဟာသူတို့ရဲ့ရင်သွေးဥတွေကိုကိုယ်တိုင်အလွယ်တကူအောင်မဖောက်နိုင်ကြဘူးပြီးနေတဲ့တွေကတော့အဲ့ဒါနဲ့စန့်ကျင်ဘက်ပေါ့ကျမတို့မှာနူးညံ့တဲ့အတောင်မွေးတွေရှိပြီးမိပြန်တွေကြားကနေတကြော့ပြန်အသက်ပြန်ရှင်နိုင်တဲ့ reborn to flame စွမ်းရည်ရှိကြတယ်အေးဆက်ပြီးမာတော်တဲ့အခြေကုန်တွေနဲ့ရှင်ရင်
ကျမတို့ကဥပပေးဖို့အတွက်အများကြီးပိုပြီးတင့်တော်ပါတယ်။ဒါကြောင့်မျိုးနွယ်စုနှစ်ခုဟာလွန်ခဲ့တဲ့အချိန်ကလေးကသဘောတူညီချက်တစ်ခုရယူထားခဲ့ကြတယ်။မွေးဖွားလာတဲ့ငကားရင်သွေးငယ်တွေကိုအနှဲငယ်ကြီးပြင်းလာတဲ့အခါပြုစုပြောထောင်ဖို့အတွက်ငကားချိုင်ဝမ်းကိုပို့ဆောင်ပေးရမယ်။အကယ်၍သူတို့ဟာဖိနစ်တစ်ကောင်နဲ့ပူးစာဖက်ချင်နေဆိုရင်သတ်မှတ်ထားတဲ့နေရာတစ်ခုမှာသွားရောက်ပြီးသူတို့ရဲ့အနာဂတ်ချစ်သူကလာရောက်ရွေးချယ်ခေါ်ဆောင်သွားမယ့်အချိန်ကိုစောင့်ဆိုင်းနိုင်တယ်။အကယ်၍သူတို့ကဖိနစ်နဲ့ပူးစာမဖက်ချင်ဘူးဆိုရင်လည်းတီးခြားစီစဉ်မှုတစ်ခုရှိပါသေးတယ်။သူတို့ရဲ့မိဘတွေကငွေကြေးပေးချေပြီးဒါမှမဟုတ်အကူအညီတောင်းပြီးတခြားဖိနစ်တစ်ကောင်ကိုဥပပေးဖို့အံ့နံနိုင်ပါတယ်။ငကားဥတွေဟာရေပူရအားဖြင့်ဝတ်ပေးပြီးနောက်6လလောက်အကြာမှာအကောင်ပေါက်လေးရှိတယ်။အဲ့ဒီအချိန်ကစပြီးငကားပေါက်လေးဟာလျင်မြန်စွာကြီးထွားလာမယ့်ကာလတစ်ခုလေးကိုရောက်ရှိသွားပြီးတလားလောက်တွင်းမှာပဲလက်ကောက်ဝတ်မှာအလှဆင်ပတ်ထားလို့ရတဲ့သေးငယ်တဲ့တတဝါလေးဘဝကနေမြင်မဲ့ပြီးထိုင်နှက်ထဲဝါလာတဲ့ငကားကြီးတစ်ကောင်အဖြစ်ကိုကူးပြောင်းသွားမှာပါ။အဲ့ဒီနောက်မှာတော့လူသားအသွင်ပြောင်းလဲခြင်း transformation အဆင့်ရောက်လာလိမ့်မယ်။အသွင်ပြောင်းလဲပြီးတဲ့နောက်မှာတော့ငကားတစ်ကောင်ကိုအရွယ်ရောက်ပြီးသားလို့အစစ်မှန်သတ်မှတ်နိုင်ပါပြီ။အဲ့ဒီအချိန်ကျရင်တော့စိတ်ဆက်ကြောင်းလမ်းပြီးသားဖြစ်တဲ့ငကားနဲ့ဖီးနစ်တို့ဟာဘဝ3ပါးတောက်တုံး three life stone စီကိုအတူတူသွားရောက်ပြီးသူတို့ရဲ့နာမည်တွေကိုဘေးချင်းရှင်ပြီးထုစစ်ကကောင်းကင်ဘုံရဲ့တက်တေထူးမှုအောက်မှာဘဝလက်တွဲပေါ်တွေဖြစ်လာနိုင်ကြမှာပါ။နေရာအလုံးသာအစဉ်ပြေထုံးမွေသွားမယ်ဆိုရင်အိုင်ရွှမ်းနဲ့ကျမဟာနောက်ထပ်6လအကြာမှာထာဝရအတူတူရှိသွားနိုင်တော့မှာပေါ့။ပိုးဝတ်တဲ့ဖြစ်စဉ်မှာတော့ကျမအနေနဲ့ဖီးနစ်ရဲ့အစစ်မှန်တွင်ကိုပြောင်းလဲပြီးပိုးပေါ်မှာဝတ်နေရမှာဖြစ်ပြီးကျမရဲ့ဖီးနစ်စိတ်ဝိညာဉ်စွမ်းအင်တွေကိုဥရဲကိုစီးဆင်းထည့်သွင်းပေးရမှာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကအမှန်တိုင်းပြောရရင်နည်းနည်းတော့ပြင်းစရာကောင်းပြီးကုန်ခန်းသွားတဲ့စွမ်းအင်တွေကိုပြန်လည်ဖြည့်တင်းဖို့အတွက်နေတိုင်းစွမ်းထက်ဆေးရည် elixirs မြောက်များကိုတောက်သုံးဖို့လိုအပ်ပါတယ်။ဒါပေမဲ့အိုင်ရွှမ်းနဲ့တကယ်တမ်းမျက်နှာချင်းဆိုင်တွေ့ဆုံရမယ့်အချိန်ကိုတွေးမိလိုက်တိုင်းကျန်တဲ့အခက်အခဲတွေအားလုံးဟာဘာမှမဟုတ်တော့သလိုဖြစ်သွားရတယ်။အိုင်ရွှမ်းဟာလင်းလင်းမြန်မြန်ကြီးထွားလာခဲ့တယ်။ကျမထည့်ပေးလိုက်တဲ့စွမ်းအင်တွေကိုသူကလက်ခံရရှိုံတင်မကပဲချက်ချင်းပဲသူ့ရဲ့ကိုယ်ပိုင်စွမ်းစားအဖြစ်ပြောင်းလဲပြနိုင်ခဲ့တယ်။ဒီချက်ကြောင့်အမေကသူ့အပေါ်တန်တရားဝင်စိုးရိမ်နေခဲ့တာတွေလည်းအနည်းငယ်လျော့ပါသွားခဲ့ရတယ်။အဖေကတော့အရန်ကိုဝမ်းသာပီတိဖြစ်နေခဲ့တယ်။ကျမရဲ့လူရွေးတော်ပုံကိုအမြဲတမ်းချီးကျူးပြီးအိုင်ရွှမ်းဟာတနေ့ကျရင်တူးခြားပြောင်မြောက်တဲ့ပုံကိုကြီးတူဖြစ်လာမှတေးကြတယ်လို့ပြောခဲ့တယ်။အဲ့ဒီလိုကြားရတာကျမကိုပျော်ရွှင်စေပါတယ်။ဒါပေမဲ့အမှန်အတိုင်းပြောရရင်တော့အိုင်ရွှမ်းရဲ့ပါရမီကဘလို့ပဲဖြစ်နေပါစေကျမကတော့ဘာကိုမှစိတ်ခဲထားမှာမဟုတ်ပါဘူး။ဒါပေမဲ့အိုင်ရွှမ်းရဲ့စိတ်ဝိညာဉ်စွမ်းရည်စိုးယူမှုနှုန်းကတော့တကယ်ကိုအံ့မခန်းပါပဲ။အစပိုင်းမှာကျမအတွက်အေးဆေးသက်သာရှိခဲ့ပေမဲ့တဖြည်းဖြည်းနဲ့ဝင်ထုတ်ဝင်ပိုးဖြစ်လာခဲ့ရတယ်။3လလောက်ပဲရှိသေးတယ်ကျမမှာစဉ်ဆက်မပြတ်ကုန်ခန်းနေတဲ့စွမ်းရည်တွေကိုပြန်လည်ဖြည့်တင်းဖို့အတွက်နေတိုင်းစွမ်းရည်ဖြည့်ဆေးရည်တွေနဲ့စိတ်ဝိညာဉ်စုဆောင်းခြင်းအစီအရင် spirit gathering race တွေအပေါ်မှာပဲမိခိုနေရပါတော့တယ်။သူကြီးထွားနှုန်းမြန်လွန်းတာကြောင့်ကျမနည်းနည်းစိုးရိမ်လာမိတယ်။သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာမှာတစ်ခုခုချို့ယွင်းချက်ရှိနေတာများလား။ကျမမျိုးနွယ်စုတွေကလူတွေကိုလိုက်လံစုံစမ်းမေးမြန်းကြည့်မိတယ်။ဘယ်သူမှဒီလိုမျိုးဖြစ်ရက်ကိုတစ်ခါမှမကြားဘူးကြဘူးတဲ့။ဒါပေမဲ့သူတို့ကစိတ်ကောင်းရှိစွာနဲ့ပဲကျမကိုအများကြီးစိုးရိမ်မနေဖို့နှစ်သိမ့်ပေးကြတယ်။အိုင်ရွှမ်းကိုယ်တိုင်လည်းဘာမှတတ်မတာဖြစ်မှုမှမပြသတာကြောင့်အကောင်းမြင်တာကလွဲလို့ဘာမှလုပ်စရာမရှိပါဘူး။ကျမဒါကိုနမိတ်ကောင်းတစ်ခုလိုပဲမှတ်ယူလိုက်ရတော့တယ်။အိုင်ရွှမ်းဟာတကယ်ကိုထူးခြားဆန်းပြတဲ့ငကားတစ်ကောင်ပါပဲ။ကျမဖြစ်သိကျင်စောတွေတားမရအောင်ဖြစ်နေပြီ။သူအသွင်ပြောင်းလဲပြီးရင်ဘယ်လိုပုံစံမျိုးဖြစ်နေမလဲဆိုတာကိုပေါ့။သူ့ခုံကအမဲရောင်ဆိုတော့သူဟာကပစ်ပြန်တောက်လို့တောက်ကနေတဲ့။နမ်းမောင်ရှည်လျားတဲ့သပင်အမဲရောင်တွေရှိနေမလား။ပြီးတော့နှဆိုင်လာတဲ့မျက်ဝန်းအစုံရှိနေမလား။ဟာလာဟင်းလင်းပြင်ကြီးလိုပေါ့လှုပ်ဝက်ဆန်းကျဲပြီးခံမန်းရခက်ခဲလုံးလာတဲ့ပုံစံမျိုးပေါ့ကျမအနေနဲ့ဘယ်လောက်ပဲပင်ပန်းဆင်းရဲပါစေဦးတော့။အိုင်ရွှမ်းကျေးဇူးပြုပြီးအမြန်ဆုံးအရွယ်ရောက်လာပေးပါနော်။ပိုးဝတ်တဲ့ဖြစ်စဉ်ဟာနောက်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့ပြီ။အိုင်ရွှမ်းကထူးခြားလွန်းလှပါတယ်။အမေကကျမကိုပြောတယ်။ငကားတစ်ကောင်ဥခုံခွာပြီးထွက်လာဖို့အတွက်လိုအပ်တဲ့စိတ်ဝိညာဉ်စွမ်းရည်ဟာကျမလက်ရှိပေးနိုင်တဲ့ပမာဏထက်အများကြီးပိုများနေတယ်တဲ့အကယ်၍ကျမဒီတိုင်းပဲဆက်သွားနေမယ်ဆိုရင်အရေးကြီးတဲ့အချိန်ကြပြီ။အိုင်ရွှမ်းကကျမရဲ့စိတ်ဝိညာဉ်စွမ်းရည်တွေအားလုံးကိုစုပ်ယူသွားနိုင်ပြီ။ကျမကိုမွေးကင်းစာကလေးဘဝအတွင်းပြန်ပြောင်းသွားစေတာ။ကျမရဲ့ကျင့်ကြံခြင်း cultivation တွေကိုအစကနေတင်စားရမယ့်အခြေအနေမျိုးဖြစ်သွားနိုင်ခြေရှိတယ်တဲ့။ဒါဆိုကျမဘာလုပ်တင်တယ်လဲ။အစုံမဲ့ပင်လဲ endlessly စီကိုသွားပြီးငမ်းလူသားမျိုးနွယ်စု Shark People Clan စီကနေပင်လယ်ငိန်တပ်ပလဲ C7 Kiro ကိုတွားရောက်ငှားရမ်းရမှာဖြစ်ပါတယ်။အမေကကျမကိုကျင်နာစိုးရိမ်တဲ့အကြည့်နဲ့ကြည့်ပြီးကျုံးခံစောင်းတယ်။ဒါဟာသမီးကိုယ်တိုင်တွားရောက်လုပ်ဆောင်ရမယ့်ကိစ္စပဲ။သမီးမရှိတဲ့အချိန်မှာအိုင်ရွှမ်းကိုအဖေနဲ့အမေကအကောင်းဆုံးစောင့်ရှောက်ပေးထားပါမယ်။ကျေးဇူးတင်ပါတယ်အမေ။ကျေးဇူးတင်ပါတယ်အဖေ။ဒါကြောင့်ကျမခွဲခွာရမှာနှမျောတုံတုံနေပေမဲ့လည်းအိုင်ရွှမ်းကိုနှုတ်ဆက်ခဲ့ရပါတယ်။ငမ်းလူသားမျိုးနွယ်စုဟာလွန်ခဲ့တဲ့အချိန်တော်ကြာကလေးကငကားမျိုးနွယ်စုနဲ့တမိုင်းတောင်ရှိခဲ့ဘူးလေ။အာနာလူပွဲနဲ့စိုးမှုအတွက်တိုက်ပွဲတွေမှာနှစ်ဖက်စလုံးဟာအမြဲတမ်းတိုက်ခိုက်နေခဲ့ကြတာပါ။နောက်ဆုံးမှာတော့ငမ်းလူသားတွေဟာအရေးနှိမ့်ခဲ့ပြီးငကားမျိုးနွယ်စုကိုရှုံးနိမ့်ခဲ့ရတယ်။ပြီးတော့မျိုးနွယ်စုတစ်ခုလုံးအစုံမဲ့ပင်လယ်စီကိုပြောင်းရွှေ့အခြေစိုက်ခဲ့ကြရတယ်။အဲ့ဒီအချိန်ကစပြီးသူတို့ဟာငကားမျိုးနွယ်စုနဲ့ဘာပတ်သက်မှုမှမရှိတော့ဘူး။အဲ့ဒါဟာပြီးခဲ့တဲ့ငကားမျိုးနွယ်စုခေါင်းဆောင် Patriarch ရာလူတက်မလာခင်အထိပဲဖြစ်ပါတယ်။သူကိုယ်တိုင်ငင်းငယ်ရေးစာချုပ်ကိုအစုံမဲ့ပင်လယ်စီယူဆောင်လာပြီးပြန်လည်တင်မြတ်ဖို့ဆွေးနွေးခဲ့တာကြောင့်နှစ်ဖက်စလုံးဟာတရားဝင်ဆက်ဆံရေးပြန်လည်စတင်နိုင်ခဲ့ကြတယ်။ဖိနစ်မျိုးနွယ်စုကတော့သူတို့ရဲ့အာဏာလုပွဲတွေမှာဘယ်တော့မှပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့ကျမတို့ကငကားမျိုးနွယ်စုနဲ့နှီးခဲ့တဲ့ဆက်ဆံရေးရှိတာကြောင့်ငမ်းလူသားတွေဟာကျမတို့အပေါ်မှာလည်းတိတ်ပြီးထိုက်လိုက်လဲမရှိကြပါဘူး။ပင်လယ်ညီတက်ပလဲဆိုတာကတော့သူတို့ရဲ့ဖိုးတန်ဆုံးယန္တနာကြီးပေါ့။အဲ့ဒါကအစုံမဲ့ပင်လယ်ရဲ့ရေမျက်နှာပြင်အနေမြင့်ကိုထိန်းညှိပေးပြီးသူတို့ကိုမိုးခေါင်တာနဲ့ရေကြီးတာတွေကနေအကြီးကကာကွယ်ပေးထားတာပါ
ကျမပြန်တန်းရင်းနဲ့ဒါကိုပဲစိတ်ထဲမှာထပ်ခါတလဲလဲတွေးတောနေမိတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လောက်ပဲပေးဆက်ရပါစေဦးတော့အဲ့ဒီတလဲကိုကျမလက်ထဲရောက်အောင်နေရအောင်ယူရပါလိမ့်မယ်